ကျွန်တော်လူမျိုးကဘာဆိုဘောလုံးဝင်းမရှိဘဲနဲ့ကိုတက်တက်ဖလားလို့ရှင်နေတာဘောလုံးဝင်းနဲ့ရသိမ်းပြီးလိုချင်တဲ့ဖလားဘတော့မှမရနိုင်ဘူးမျိုးဆက်တွေဖြတ်ပလိုက်ပြီးကလေးတွေကအဲ့ဒီအရွယ်လောက်တွေကကြောင်းပြီးတော့ကျမ်းမာရေးတော့ဒီဘောလုံးဝင်းထဲမှာစော့ဒီကနေပြီးတော့မှရုပ်ပုံးတွေထွက်နိုင်ငံတော်မှာတကယ်ကိုလေရဲစင်တွေအကူအားထားဖြစ်ရမယ်ကလေးအဲ့ဒီကလေးတွေကန့်လဲဘောလုံးဝင်းမရှိဘူးရှင်းတဲ့အတွက်ရသေးကျင်တယ်ဖလားတော့တချင်တော့ကျွန်တော်စတဲ့ကြံတော့တို့နိုင်ငံမှာလာပြီးတော့နိုင်ငံတကာပွဲတွေမကျင်းပနဲ့ရှုံးပြီဆိုရင်မြန်မာသွေးကခုံနေရိုက်ခါချိုးလိမ့်မယ်လောကကြီးမှာအမှန်တရားတစ်ခုအတွက်မျိုးဆက်တစ်ဆက်ကိုထူထောင်လဲဆိုတာထူထောင်ခြင်းနဲ့စိတ်နှလုံးသားအလှတွေနဲ့ကိုယ်ကိုယ်တိုင်လူကြီးတွေကအဲ့ဒီလိုငါ့ရဲ့မျိုးဆက်တွေငါအာကစားလောကမှာငါတို့နိုင်ငံအဲ့လိုဖွံ့ဖြိုးတိုးတက်ရမယ်လို့စိတ်ကြီးတွေနဲ့လာကြရင်ကောင်းတယ်။စာအဲ့စိတ်နဲ့မဟုတ်ဘဲနဲ့အဲ့အကွက်ချောင်းနေတဲ့ငါသိမ်းထားမှမဆိုအဲ့ဒီကိုစိတ်နဲ့ဆိုတော့အဲ့ကလေးတွေမတိုးတက်နိုင်ဘူး။ဟိုကျောင်းငါလုံးပြရမယ်နေမှာဟိုခေတ်တုန်းကတလုံးပဲကျွေးတယ်။အဲ့ကလေးတွေကြားခံမှုဒီများနဲ့ရှင်နိုင်ရင်အမြဲတမ်းနောက်ကကျွန်တော်ကလေးတွေအပြစ်မတင်ဘူးလေရွေးစင်တွေအပြစ်မတင်ဘူး။ကျွန်တော်မျိုးဆက်ဖြတ်ခဲ့ပြီကျွန်တော်ကရွှေရောင်လွှမ်းခဲ့ပြီးပြီ။ဒုတိယရွှေရောင်မျောလင့်